အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ Away Aim Podcast Program မှာဆိုရင်တော့ Mental Health ရဲ့ founder တူဖြစ်တဲ့မိုင်းအင်ဂျင်ကိုဖိတ်ခေါ်ထားပါတယ်။မိုင်းအင်ဂျင်ကဆိုရင်စိတ်ကျန်းမာရေးဆိုင်ရာအသိပညာဘူးတူတာတွေကိုဒါထိုင်းနိုင်ငံမှာဒါမှကပေါ့နော်နိုင်ငံတကာမှာရှိတဲ့ organization တွေနဲ့ချိတ်ဆက်ပြီးတော့မှမျှဝေပေးနေတဲ့ဆရာမတူလည်းဖြစ်ပါတယ်မင်္ဂလာပါရှင်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်တို့ဒါစပိုင်းကြောက်ကလုပ်တယ်ပေါ့နော် Away Aim Podcast Series လေးမှာ episode တစ်ခုအနေနဲ့ပေါ့နော်လာပြီးတော့မှအားဖြစ်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ topic ကကြတော့ပေါ့နော်ဒီထိုင်းမှာရှိနေတဲ့မြန်မာအလုပ်သမားတွေအနေနဲ့သူတို့ရဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အခက်အခဲတွေဒါကြုံတွေ့လာတဲ့စိတ်ဖိစီးမှုတွေဖြစ်လာရဲဆိုရင်ပေါ့နော်ဘယ်လိုမျိုးသူတို့ရင်ဆိုင်ကျော်လွှားရမလဲဆိုတဲ့အပိုင်းလေးတွေကိုဒါကျွန်တော်တို့အမကိုမေးမြန်းသွားခြင်းလို့ပေါ့နော်ဒီ podcast တွေကိုလုပ်လိုက်တာပါဟုတ်ကဲ့ပါရှင်နားလည်ပါပြီပေါ့နော်အခုစပိုင်းကြောကခေါ်တဲ့ဒီ focus လေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမဘက်ကလည်း sharing လုပ်ပြီးချင်တာလေးအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော်ဒီအမ်ဒါအဲ့မှာရှိနေတဲ့မြန်မာအလုပ်သမားရဲ့အနေနဲ့ပေါ့နော်ဘာကြောင့်မလို့စိတ်ကျန်းမာရေးကိုပေါ့နော်ဒါဂရုစိုက်တင်လဲဆိုတာလေးကိုလည်းတစ်ချက်လောက်အရင်တော့ပြပြပေးလို့ရမလားဟုတ်ကဲ့ပါဟုတ်ဆိုတော့ဒီ Sabine Jobs ကတော့အဓိကအခုလောလောဆယ်ထိုင်းမှာရှိတဲ့လူသမားတွေအတွက်ပေါ့နော်အကူအညီအများကြီးလုပ်ပေးနေရပါပေါ့နော်ဆိုတော့ဒီအခုထိုင်းမှာဆိုလို့ရှိရင်အမကိုယ်တိုင်လည်းထိုင်းမှာနေရပါပေါ့နော်ဆိုတော့ထိုင်းမှာနေတဲ့သူတွေအလုပ်သမားတွေမှာဆိုလို့ရှိရင်အမတို့ပုံမှန်အားဖြင့်ပေါ့နော်ကြားနေကြစကားလုံးလေးတွေကဘာဖြစ်လဲဆိုတော့အလုပ်ချိန်အရင်များတယ်ဆိုတာလေးကြားရတယ်ပေါ့နော်ဆိုတော့ဒါတခြားနိုင်ငံမှာရှိတဲ့သူတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီထိုင်းနိုင်ငံမှာရှိတဲ့သူတွေကလည်းများသောအားဖြင့်ပေါ့နော်အလုပ်ခွင့်နေမှာပေါ့နော်အလုပ်သမားတွေအနေနဲ့အလုပ်ချိန်အရင်များတယ်ပြီးလို့ရှိရင်စနေနေ့အထိတနင်္လာနေ့စနေနေ့အထိပေါ့နော်အလုပ်လုပ်ကြရတယ်တနင်္ဂနွေနေ့တစ်ရက်လောက်ပဲနားကြရတယ်လို့ပဲကြားရပေါ့နော်ပြီးတော့နောက်အလုပ်ချိန်6ရက်မှာလဲမနက်ကနေပြီးတော့ညမိုးချုပ်တဲ့အထိပေါ့နော်အိမ်ပြန်တာညနောက်ကျမှပြန်ရတယ်ဆိုတာမျိုးတွေလည်းကြားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ့်ရဲ့ပြောလို့ရှိရင် work life balance ကမညီဘူးဆိုတဲ့ဟာမျိုးအများစုမှာကြားရတာလေးရှိတယ်ပြီးရင်နောက်တစ်ခုကကြတော့အဲလူတိုင်းလဲဒါဒီနိုင်ငံထိုင်းနိုင်ငံမှာမဟုတ်ဘဲねတခြားနိုင်ငံတွေမှာလဲကြားရတာတကူကကြတော့culture နဲ့ပတ်သက်ပြီးတော့အခက်အခဲရှိတာပေါ့နော်ရွှေ့ပြောင်းလာတဲ့သူတွေမှာဆိုလို့ရှိရင်ကိုယ့်နိုင်ငံရဲ့ culture နဲ့မတူဘဲねယဉ်ကျေးမှုတစ်ခုပြောင်းလဲသွားတာမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီကိုရောက်နေတဲ့နိုင်ငံကနေပြီးတော့ကိုယ့်ကိုနားမလဲတာကိုကသူတို့ကိုနားမလဲတာဒါမျိုးတွေအများကြီးဖြစ်တာဟိုမှာတွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့သူတို့နားမလဲတဲ့ခါမှာဆိုရင်သူတို့ရဲ့ပြောတဲ့စကားတွေသူတို့လုပ်တဲ့လုပ်ရက်တွေကိုလည်းကိုကနည်းနည်းပို့ပြီးတော့ကိုယ့်အတွက်စိတ်ဖိစီးမှုဖြစ်စေရမျိုးလေးတွေ့ရပေါ့နော်ဆိုတော့အဲ့တော့တခါလေးမှာဆိုလို့ရှိရင်လည်းခွဲခြားဆက်ဆံခံရတာမျိုးတွေမြန်မာတွေအနေနဲ့ပေါ့နော်မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့အခုချိန်မှာနိုင်ငံရဲ့အခြေအနေပေါ်မှာမူတည်ပြီးခွဲခြားဆက်ဆံခံရတာမျိုးတွေရှိရဲဆိုတာမျိုးတွေလည်းကြားရတယ်နောက်တစ်ခုကကြတော့ support system ပေါ့နော်ကိုယ့်ရဲ့နိုင်ငံကလူတွေကိုကို့မှာနောက်ကိုပြန်လှည့်ကြည့်လိုက်လို့ရှိရင်ကောင်းကောင်းထောက်ပံ့မှုမရှိနေတာပေါ့နော်ဆိုတော့လူကဒီနိုင်ငံမှာလာပြီးတော့ထိုင်းနိုင်ငံမှာလာပြီးအလုပ်လုပ်နေရတယ်ဆိုပေမဲ့ကို့အနေနဲ့ပေါ့နော်လုံခြုံတယ်စိတ်ချတဲ့အတွက်ခံစားရမှုမျိုးမခံစားရဘူးပေါ့နော်ဆိုတော့အဲ့လိုအချိန်ကြီးကြောင့်လဲပေါ့နော်ထိုင်းမှာရှိတဲ့လုပ်သမားတွေအနေနဲ့ပေါ့နော်စိတ်ကျန်းမာရေးကိုဂရုစိုက်တင်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအမပြောတာကျွန်တော်လည်းဒါလက်ခံတယ်ပေါ့နော်ဆိုတော့တကယ်တမ်းစိတ်ကျန်းမာရေးဆိုတာကျတော့ဒါလူတိုင်းအတွက်ကိုအရေးကြီးရယ်အဲ့လိုမျိုးလူတိုင်းအတွက်အရေးကြီးရယ်ဆိုရဲတောင်မှဒီအလုပ်သမားတွေအတွက်ကပို့ပြီးတော့မှဒါထိုင်းမှာရှိနေတဲ့မြန်မာအလုပ်သမားတွေအတွက်ကပို့ပြီးတော့အရေးကြီးရယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတွေတနေ့ဆိုရင်ဒါတော်တော်များများက stress ဘောင်းလို့ရှိတယ်ပေါ့နော်အလုပ်ရထားတဲ့သူတွေအတွက်အလုပ်လုပ်နေတဲ့သူတွေအတွက်လည်း stress ဆိုရဲစိတ်ဖိစီးမှုရှိတယ်ပေါ့နော်အလုပ်မရသေးပြီးတော့အလုပ်ရှာနေတဲ့သူတွေအတွက်လည်းစိတ်ဖိစီးမှုရှိတယ်ပေါ့နော်နောက်ဒီကြားထဲမှာအမပြောသွားတဲ့ဒီခေါင်းပုံဖြတ်ခံရတဲ့ကိစ္စတွေပြီးတော့အနိုင်ကျင့်ခံရတာပေါ့နော်ဒါကိုယ်နိုင်ငံမှာဟုတ်တဲ့အတွက်ကြောင့်မလို့ထိုင်းလူမျိုးတွေဘက်ကလည်းအနိုင်ကျင့်တာရှိတယ်တခါကြောက်လေကိုယ့်ချင်းချင်းပြန်ပြီးအနိုင်ကျင့်တာတွေလည်းကျွန်တော်ကြားရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဒီစိတ်ဖိစီးမှုတွေနောက်ပြီးတော့စိတ်ဓာတ်ကျတာတွေအရင်များလာတဲ့အခါမှာကျွန်တော်နောက်ပိုင်းဆိုရင်တတိထားမိလာတာတစ်ခုကကြတော့ဒီ suicide လုပ်တဲ့ case တွေပေါ့နော်တဖြည်းဖြည်းနဲ့များလာရေပေါ့နော်မြန်မာထိုင်းမှာတခု suicide လုပ်လိုက်ပြီဆိုတာနဲ့ဒါမြန်မာလေးဖြစ်တာများတယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဒီစိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒါအထူး case တင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ကျွန်တော်မေးကြည့်ချင်တာကကြတော့ပေါ့နော်ဒါတစ်ခါတလေကျရင်ကျွန်တော်တို့ကဒါစိတ်ကျန်းမာရေးတို့နောက်ပြီးတော့မှဒီ
mental well being ပေါ့နော်ဒီလိုမျိုးအရာတွေကကျတော့စာလုံးအနေနဲ့ဒါကျွန်တော်သိရပါဘောနော်တခါကျရင်အလုပ်တွေအများများပြီးတော့မှဟိုအလုပ်ထဲမှာပိတ်မိနေတဲ့အခါမှာကိုယ်တိုင်စိတ်ကြယောဂခံစားနေရတယ်စိတ်ဖိစီးမှုရှိနေတယ်ဆိုတော့ကိုယ်တိုင်တော့အဲ့လိုခံစားနေရမယ်မသိလိုက်တဲ့အခါမျိုးကြီးရှိတယ်ပေါ့နော်ဆိုတော့နောက်ပြီးတော့အဲ့လိုမျိုးစိတ်ကြနေရတယ်စိတ်ဖိစီးမှုရှိနေရတယ်ကအရန်များလာတဲ့အခါဒါကပုံမှန်ပေါ့နော် normal stage ဆိုပြီးတော့ပြန်ပြီးတော့ဖြစ်သွားရပေါ့နော်ဆိုတော့ဟိုအခုကျွန်တော်မေးကြည့်ချင်တာကကျတော့ကိုပေါ့နော်ဒါစိတ်ကြယောဂခံစားနေရတယ်စိတ်ပီစီမှုတွေအရင်ဖြစ်နေရဲဒါမှမဟုတ်လဲစိတ်ကျန်းမာရေးကိုအထူးဂရုစိုက်တဲ့အချိန်ကာလတစ်ခုတည်းကိုရောက်နေရဲဆိုတဲ့ဟာကိုဘယ်လိုမျိုးသိနိုင်မလဲပေါ့နော်ဟုတ်အဲ့ဒါလေးရောပြောပြပေးလို့ရမလားအမဟုတ်ကဲ့ဟုတ်ဆိုတော့အမားတို့စီမှာဆိုလို့ရှိရင်ဒီလူတွေကပေါ့နော်ရင်လာဖွင့်ကြရဲပေါ့နော်လေလာဖွင့်ကြတဲ့အခါမှာဆိုလို့ရှိရင်သူတို့အနေနဲ့ပြောရရင်မြန်မာနိုင်ငံရဲ့အနေအထားတစ်ခုအရပေါ့နော်စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့awareness တွေဒီကိုတီးတင်တီးထိုက်တဲ့ဗဟုသုတတွေကပေါ့နော်တီးတင်တဲ့လောက်မကျေပြန့်သေးဘူးပေါ့နော်ဆိုတော့အဲ့တော့ဖြစ်တဲ့အခါကျတော့စိတ်ကျန်းမာရေးဆိုတာလေအရေးကြီးတယ်လူရဲ့ခန္ဓာကိုယ်ကျန်းမာရေးလိုမျိုးပဲဂရုစိုက်ရမယ်ဆိုတဲ့ဟာမျိုးတွေကိုလူတွေကစိတ်ထဲမှာမထားမိကြဘူးပေါ့နော်မထားမိကြတော့နေ့စဉ်စိတ်ဖိစီးမှုဖြစ်နေတဲ့အခါမှာကိုယ့်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်လာတဲ့ဟာတွေရှိရပေါ့နော်ဆိုတော့ဥပမာပြောရမယ်ဆိုလို့ရှိရင်လူတစ်ယောက်ကသူကအရန်စိတ်ဖိစီးမှုများလာတဲ့အခါမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ခေါင်းကိုက်တာမျိုးဖြစ်တယ်ပေါ့နော်ခေါင်းကိုက်တယ်တခါလေကျရင်ဘိုက်အောင်နေပေါ့နော်ဆိုတော့အဲ့လိုမျိုးလက္ခဏာတွေပြလာတဲ့အခါမှာကျရင်ကိုကစိတ်ကန်းသွားလိုက်တယ်ပေါ့ဒါပေမဲ့ဆရာဝန်ကပြောလိုက်တယ်ဘာမှဖြစ်မနေဘူးဘာမှဖြစ်မနေဘူးပေါ့နေကောင်းတယ်စိတ်ဆွချက်မှလည်းဘာမှမဖြစ်နေဘူးဆိုတော့သူတို့စိတ်ထဲမှာကြတော့ဒါကြီးကဘာဖြစ်တာလဲဆိုတော့ခန္ဓာကိုယ်ကတုံ့ပြန်တာပေါ့နော်လူရဲ့စိတ်ကအရန်အလွန်မင်းကိုကအိမ်မပျော်ဘူးဆိုတဲ့ခံစားချက်တွေဖြစ်လာတယ်။ညာဘက်ဒီမှာစိုးရိမ်ပူပန်မှုတွေကြောင့်အိမ်မပျော်ဘူး။ဒါပေမဲ့သူတို့စီမှာအဖြေကိုရှာမတွေ့ဘူးပေါ့နော်။ဒီဆရာဝန်နဲ့ပဲကူရမယ်သူတို့ဆရာဝန်နဲ့ပဲတပ်ပြရမယ်ဆိုတဲ့ဟာမျိုးပဲရှိတယ်။ဆိုတော့အဲ့တော့ပထမဆုံးတစ်ချက်ကကြတော့ခုနကလိုကိုယ့်ရဲ့ခန္ဓာကိုယ်ကတုံ့ပြန်လာတဲ့ဟာတွေကိုသတိထားမိဖို့လိုတယ်ပေါ့နော်။ကိုယ့်ရဲ့ခန္ဓာကိုယ်ကလေးလံထိုင်မှပြီးလှုပ်ရှင်စိတ်တောင်မရှိတော့ဘူး။ဒါမှမဟုတ်လို့ရှိရင်လည်းတဏှာနာကျင်နေတယ်၊ကြိုက်ခဲနေတယ်ဆိုတဲ့ခံစားချက်တွေဖြစ်လာတယ်။ဆရာဝန်စီမှာလည်းဆေးပြလို့မတွေ့ဘူးဆိုလို့ရှိရင်ကြတော့ဒါကိုယ့်ရဲ့စိတ်ကျန်းမာရေးကိုဂရုစိုက်ဖို့လိုနေရဆိုတာသိတင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ relationship တွေမှာပေါ့နော်ဆိုတော့အဲ့ဒါကြတော့ဘယ်လိုခေါ်လဲဆိုတော့ခြေကုံလက်ပန်းကျပြီးတော့ဗောနော်လူတွေနဲ့စကားမပြောချင်တော့တာမျိုးတယောက်တည်းခွဲထွက်နေချင်တာမျိုးအဲ့လိုမျိုးကိုယ့်ရဲ့ဆက်ဆံရေးတွေမှာဆိုလို့ရှိရင်ကိုကအရန်စိတ်တိုလွယ်ဒေါသထွက်လွယ်ပြီးတစ်ဖက်လူကိုဝင်ပြီးတော့သူတို့တခုခုပြောလိုက်တဲ့ဟာပုံမှန်မျိုးကိုက sensitive ဖြစ်ပြီးတော့အရန်ပြောမိတာမျိုးတွေဒါမျိုးတွေဆိုလို့ရှိရင်တိမခံချင်တော့တာမျိုးတွေအဲ့လို relationship တွေမှာလာပြီးတော့ထိခိုက်လာပြီးဆိုလို့ရှိရင်ပေါ့နော်ဒါကိုယ့်ရဲ့စိတ်ထဲမှာယူဂရုစိုက်ဖို့လိုရဲဆိုတဲ့ဟာမျိုးလေးရှိပါတယ်ဟုတ်ဟုတ်ကဲ့အမဟုတ်ဆိုတော့အမခုနကပြောသွားတဲ့အထဲမှာဆိုရင်ဒါတချို့သောဟာကြီးဆိုရင်နေတဲ့တူကနေကြုံတွေ့နေရတဲ့အရာလေးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သတိမထားမိဘူးဆိုတော့ကျွန်တော်ထင်ဒီ podcast ကိုနားထောင်နေတဲ့သူတွေလည်းဒီလိုမျိုးလက္ခဏာလေးပေါ့နော်ကိုမှဒါစပြီးတော့မှရှိနေပြီဆိုရင်တော့ဒီစိတ်ကျန်းမာရေးကိုဒါကိုယ့်ရဲ့ပေါ့နော်စိတ်ကျန်းမာရေးကိုလည်းဒါပြန်ပြီးမှ view site တင်ပြီပေါ့နော်ဟုတ်ဆိုတော့အမှာကိုကျွန်တော်ဆက်ပြီးတော့သိချင်တာကကြတော့အကယ်၍ဒီလိုမျိုးယောဂလက္ခဏာတွေကြုံတွေ့နေပြီစိတ်ဖိစီးမှုတွေအများများနေပြီဆိုရင်ဘယ်လိုမျိုးကျွန်တော်တို့ရင်ဆိုင်ကြော်လွှားရမလဲပေါ့နော်ဒီအခြေအနေလေးကိုလေဟုတ်အဲ့ဒါလေးလည်းပြောပြပေးပါအောင်ဟုတ်ကဲ့ဟုတ်ဆိုတော့အဲ့တော့ဘလို့ရင်ဆိုင်ကြော်လွှားမလဲဆိုတဲ့ဟာကြတော့လေနောက်တစ်ဆင့်အနေနဲ့မှပြောလိုက်မယ်ပေါ့နော်ဆိုတော့အဲ့လိုလက္ခဏာတွေကြုံလာပြီဆိုရင်ဘာတွေအဖြစ်များလဲဆိုတော့ဘလို့ခံစားချက်တွေအဖြစ်များလဲဆိုတဲ့ဟာလေးကိုအရင်ပြောပြလိုက်မယ်ပေါ့နော်ဟုတ်ကဲ့ဆိုဟုတ်တော့ခံစားချက်ကအခုထိုင်းမှာရှိနေတဲ့မြန်မာလူသမားတွေမှာဆိုရင်ဘယ်ခံစားချက်ကအဖြစ်များလဲဆိုရင်စိုးရိမ်ပူပန်မှုပေါ့နော်စိုးရိမ်ပူပန်မှုဆိုတဲ့ခံစားချက် anxiety ပေါ့ anxiety ကအရင်အဖြစ်များနေတယ်ဘာလို့လဲဆိုတော့ပေါ့နော်မြန်မာခုနအရှိမပြောခဲ့တယ်လို့ပဲပေါ့နော်ကိုယ့်ရဲ့အနောက်မှာရှိတဲ့အရာတွေကိုယ့်ရဲ့မြန်မာနိုင်ငံမှာရှိတဲ့ကိုယ့်ရဲ့မိသားစုတွေဆွေမျိုးတွေဒါတွေကိုလည်းသူတို့စိုးရိမ်ပူပန်ရတယ်လို့ကိုယ့်ရဲ့နေ့စဉ်ဘဝမှာလည်းစိုးရိမ်ပူပန်ရတာအများကြီးရှိရပေါ့နော်ဆိုတော့တနေ့စားဝတ်နေရေးကိုပူပန်ရတဲ့အပြင်ပေါ့နော်ဒီဥမာအပြင်ထိုင်းမှာရွှေ့ပြောင်းလုပ်သမားတွေထဲမှာဆိုလို့ရှိရင်ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဥပဒေ
ကအစင်မပြေဘူးသူတို့ဖမ်းမှုအခြေအနေဖမ်းခံရဖို့အခြေအနေပေါ့နော်အဲ့လိုမျိုးအခြေအနေရောက်လာတာမျိုးတွေဥပဒေနဲ့အညီအလုံးမလုံးကင်နိုင်တာမျိုးတွေဒါမျိုးတွေကြောင့်မလို့ပေါ့တနေ့တနေ့ကိုကငါနေတာနေရတာပေါ့နော်ဘယ်အချိန်ဖမ်းခံရမလဲမသိဘူးဆိုရင်ပူပန်မှုတွေဖြစ်နိုင်တယ်ပြီးလို့ရှိရင်နောက်အိမ်မှာကျန်နေတဲ့သူတွေမိသားစုဝင်တွေကိုလည်းသူတို့မှာအခုလိုအခြေအနေမှာဆိုရင်ပို့ဆိုးတာပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာဆိုရင်ပူပန်မှာမျိုးရှိရယ်ပြီးတော့နောက်တစ်ခုကအဲ့ဒါတွေအဆင်ပြေနေရဆိုရင်တော့မှပဲအလုံးနဲ့ပတ်သက်ပြီးဆိုရင်ပူပန်ရတာမျိုးရှိရယ်ပေါ့နော်တချို့ကြတော့အလုံးခွင်မှာအဆင်ပြေရဆိုပေမဲ့တချို့ကြတော့အလုံးမရနိုင်တာရှိရယ်အလုံးမရတဲ့အလုံးရပြီးရင်တော့မှပဲပေါ့နော်အလုံးနဲ့ပတ်သက်ပြီးတော့အတီးတခြားမဖြစ်တာမျိုးတွေကိုမျှော်မှန်းထားတာမဖြစ်တာမျိုးတွေကြလို့ရှိရင်ဆိုရင်ပူပန်မှုတွေရှိရပေါ့နော်ဆိုတော့အဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့စိတ်လည်းမလုံခြုံဘူးစိတ်မလုံခြုံဘူးဆိုတော့ငါဒီအခြေအနေကြီးကိုကြောဖြတ်နိုင်ပါမလားဆိုပြီးအဲ့ဒါမျိုးရှိရပေါ့နော်ဆိုတော့အမှလက္ခဏာတွေပြလာတဲ့ဒီမှာခုနလိုဆိုရင်ပူပန်မှုကြောင့်အဓိကဖြစ်များတဲ့လက္ခဏာတွေဆိုလို့ရှိရင်ညာဘက်အိတ်မပြောတာမျိုးတွေပြီးလို့ရှိရင်တော့အစားတဲ့အခါမှာဆိုလို့ရှိရင်လည်းစားလိုက်တယ်ပေါ့နော်စားတောက်ကို enjoy မဖြစ်ဘူးဆိုတဲ့ဟာမျိုးတွေပြီးရင်နောက်တစ်ခုက panic attack လို့ခေါ်တဲ့ anxiety attack ပေါ့နော်စိတ်အရန်ပူပန်တဲ့အခါမျိုးမှာဆိုရင်ဘတ်ထဲကပြည့်ကျက်ပြီးအောင့်လာတာမျိုးတွေနှလုံးခုန်မြန်လာတာမျိုးတွေဒါမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးစိတ်ခံစားချက်တွေအများကြီးဒါဖြစ်နေတယ်ဆိုလို့ရှိရင်ပေါ့နော်ထိုင်းမှာရောက်နေမြန်မာလူသမားတွေအနေနဲ့ခရူးစိုက်တင်ပါတယ်ဟုတ်ပြီးတော့ခုနကနောက်တစ်ဆင့်မောင်လေးမိသွားတဲ့ဟာပေါ့ဘယ်လိုကြော်ဖြတ်မလဲပေါ့နော်ဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့ဟာကြတော့ဒါတယောက်ချင်းစီပေါ်မှာတော့မူတည်တယ်ဒါပေမဲ့အဓိကကပေါ့နော်အဲ့လိုခုနကအမရှိမှပြောရဲ့လက္ခဏာတွေသူတို့မှာကြုံနေရပြီဆိုလို့ရှိရင်ဒါပထမတစ်ချက်ကကိုသိဖို့လိုရယ်ပေါ့နော်ကိုသိဖို့လိုရယ်ငါဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုတဲ့ဟာမျိုးငါရဲ့စိတ်ကြမ်းမာရေးကိုခရူးဆိုင်ဖို့လိုရယ်ဟာမျိုးပေါ့နော်ဆိုတော့ကိုကစိတ်ကြမ်းမာရေးအဆင်ပြေနေတယ်ဆိုရင်တနေ့ကိုအလုံးလုံးတဲ့နေရာမှာလေအရင်ကြီးနှစ်ဆသုံးဆအားထုတ်စရာမလိုပဲနဲ့အဆင်ပြေရပေါ့နော်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးစိတ်ကြမ်းမာရေးကပါထိခိုက်နေရဆိုလို့ရှိရင်အလုပ်ခွင်မှာလည်းထိခိုက်လာရပေါ့နော်ရေရှည်ပြောရလို့ရှိရင်တချို့လူတွေဆို2 နှစ်3 နှစ်အဲ့လိုနှစ်ချီပြီးတော့ခံစားနေရတဲ့ဟာကိုဥပက္ခပြုထားတဲ့သူတွေရှိရပေါ့နော်အဆင်ပြေပါတယ်ဆိုပြီးဆက်လုပ်နေတဲ့သူတွေရှိရပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့စပြီးတော့ဒီလိုမျိုးလက္ခဏာတွေဝင်လာပြီဆိုတာနဲ့ကိုစပြီးတော့ငါဒါဖြစ်နေပါလားဆိုပြီးတော့သိဖို့လိုအပ်တယ်တခြားလူတွေနဲ့လည်းစကားပြောကြည့်ဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအမဟုတ်ဆိုတော့ကျွန်တော်နောက်တစ်ခုမေးကြည့်ချင်တာကကြတော့ဒါကျွန်တော်အမြင်ပြောရမယ်ဆိုရင်ပေါ့နော်ခုနကတော့လည်းကျွန်တော် mention လုပ်သွားတယ်ဒီတိုင်းမှာရှိတဲ့မြန်မာလူသမားတွေကကြတော့အရန်စိတ်ဖိစီးမှုများတယ်ပေါ့နော်စိတ်ဖိစီးမှုတော်တော်လေးများတယ်ဆိုတဲ့အခါမှာတစ်ခါလေကြာရင်ဒါဘဝကိုဒါလက်လျှော့ရှုံးပေးလိုက်ဖို့အတွက်တွေးတဲ့အတွေးတွေပေါ့နော်ဒါ suicide လုပ်မဲ့အတွေးတွေဒါဝင်လာတတ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေတစ်ခုကိုဖြစ်လာပြီဆိုရင်ရောဘယ်လိုမျိုးဒီပြုလုပ်တင်လဲပေါ့နော်ကိုယ်တိုင်ကြုံတွေ့လာတာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုယ့်ရဲ့အနီးနားပတ်ဝန်းကျင်မှာကိုယ့်ရဲ့ဒါတငယ်ချင်းမိတ်ဆွေတယောက်ယောက်ကဒီလိုမျိုးကြုံတွေ့လာတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဘယ်လိုမျိုးဒီကိစ္စလေးကိုလုပ်တင်လဲဆိုတာလေးကိုပြပြပေးလို့ရမလားအမဟုတ်ဟုတ်ကဲ့ဟုတ်ဆိုတော့အမအခုပေါ့နော်ဒီ psychological first aid လို့ခေါ်တဲ့ PFA ပေါ့စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုနေလဲသင်တန်းလေးပေးတာမျိုးတွေကိုယ်တိုင်လည်းလုပ်ပေးနေရမျိုးတွေရှိရပေါ့နော်ဆိုတော့အမတို့အဲ့ဒီအခြေအနေဆိုတာကကိုကစိတ်တိုင်းဆိုင်ရာအနေနဲ့အရန်ထိခိုက်နေတဲ့လူတွေကိုစကားပြောပေးတာနှစ်သိမ့်ပေးတာဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုကဒါဘေးပတ်ဝန်းကျင်ကလူတွေကိုလုပ်ပေးလို့ရတယ်ဒါပေမဲ့ပေါ့နော်ခုနကပြောသလိုကိုတက်တည်ခြင်းရလောက်တဲ့အထီးပေါ့နော်အရန်ကိုစိတ်ပင်ပန်းနေတဲ့လူတယောက်ကြတော့အဲ့လောက်အနေထားနဲ့မရတော့ပေါ့နော်အဲ့လိုနှစ်သိမ့်ပြီးရောအားပေးုံနဲ့ကိုနားထောင်ပေးုံနဲ့မရတော့တဲ့အခါမျိုးရှိရပေါ့နော်ဆိုတော့အဲ့ဒီအခါမျိုးမှာကိုကမှန်ကန်တဲ့လူတွေနဲ့ချိတ်ဆက်ပြီးတော့မှန်ကန်တဲ့အကူအညီကိုပေးဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဥပမာ तू စိတ်ညစ်လိုက်တာအဆင်မပြေလိုက်တာဆိုတဲ့ဟာကိုနှိမ့်စင်ပြောနေတဲ့ဟာကိုနားထောင်ပေးနေတာကိုလုပ်ပေးနိုင်တယ်ဒါပေမဲ့ तू ကငါတခုခုငါ့ကိုငါလှုပ်လိုက်တော့မယ်ဆိုပြီးတော့ပြောလာပြီးကိုထိခိုက်အောင်လုပ်တဲ့ဒဏ်ရာတွေဘာတွေတွေ့နေရပြီဆိုလို့ရှိရင်ပေါ့နော်ဒါဒီအတွက်ကိုအဓိကအခုအချိန်မှာ psychology နဲ့ပတ်သက်ပြီးတော့ပေါ့နော် professional တွေအများကြီးရှိတယ်ဆိုတော့အဲ့တော့therapist တွေ counselor တွေကိုညွှန်ပေးဖို့လိုအပ်တယ်ပေါ့နော်ညွှန်ပေးရအခါမှာဆိုလို့ရှိရင်လေကိုကဟိုလိုသူ့ကိုပေါ့နော်ဒီလိုမျိုးလေးရှိတယ်ဒီလိုမျိုးလေးပေါ့နော်သူကြားထားတာလေးရှိပါတယ်ပေါ့နော်အဲ့လိုမျိုးလေးညွှန်ပေးခြင်းနဲ့အဆင်ပြေမလားသူစီကခွင့်ပြုချက်တစ်ခုတောင်းပြီးတော့ညွှန်ပေးတင်တယ်ပေါ့နော်ဆိုတော့သူမသိပဲနဲ့ကွာတော့ညွှန်ပေးလိုက်တာမျိုးမဟုတ်ဘဲနဲ့သူ့ကိုခွင့်ပြုချက်တောင်းပြီးတော့ဒါမျိုးကြီးညွှန်ပေးရမယ်ပေါ့နော်ပြီးတော့
နောက်တစ်ခုကကြတော့အဲ့လိုညှိုးပေးနိုင်လောက်တဲ့အနေအထားထိတာမဟုတ်တော့ဘူးချက်ချင်းကြီးသူကသူ့ကိုယ်သူတစ်ခုခုထိခိုက်အောင်လုပ်တော့မယ်ဆိုတဲ့အနေအထားတစ်ခုမှရောက်နေရဲဆိုလို့ရှိရင်တော့ပေါ့နော်ဒါကခုနလိုအဆက်အသွယ်ကြီးဘာညာချက်ချင်းချဖို့ရှိမရှိနေဘူးဆိုလို့ရှိရင်တော့ထမအောင်ဆုံးပေါ့အသက်ဝအောင်ရှူခိုင်းနေအသက်ရှူလေးခြင်းရပါတော့ဆိုတော့အရန်သူတို့ကအရန် panic ဖြစ်နေရင်အရန်ကိုမမြင်တော့ဘူးဆိုပြီးတော့အဲ့လူကဘေးနားမှာကိုယ့်ဘေးနားမှာရောက်နေတဲ့အခါမှာဆိုရင်တော့သူ့ရဲ့လက်ရှိကိုပြန်ခေါ်လာတဲ့နီလန်းလေးပေါ့နော်သူရောက်သွားတဲ့နေရာကျတော့အရန်မှောင်မိုင်းနေပြီးတော့ဘာဆိုမှမမြင်တော့ဘူးကြောက်ရွံ့နေတဲ့နေရာကိုရောက်သွားတာဖြစ်တဲ့အတွက်လက်ရှိကိုပြန်ခေါ်ပေးရမျိုးပေါ့အနားမှာငါရှိရဲ့အသက်ကိုဝရှူအသက်ရှူလေးခြင်းခဲ့ပေါ့နော်အဲ့လိုမျိုးတွေလောက်ခိုင်းတာမျိုးတွေပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင်သူ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့အားတွေမြင်အောင်ကြည့်ခိုင်းတာပေါ့နော်မာနဲ့ပတိမောက်လေးဖွင့်လိုက်တော့ပတိမောက်မှာဖွင့်လိုက်လို့ရှိရင်ဟိုမှာတိုက်တွေတွေ့လားဒါမှမဟုတ်လူတွေတွေ့လားဘေးပတ်ဝန်းကျင်ကိုမြင်ရလားအခုလက်ရှိကိုသူ့ကိုထုတ်ပြလို့ရမယ်အရာတခုအဲ့ဟာတွေအကုန်လုံးထုတ်ပြတင်တယ်ပေါ့နော်ဆိုဒါပေမဲ့ဒီဟာကချက်ချင်းဖြစ်ရမယ့်အနေအထားတစ်ခုမှာဆိုရင်ပဲပေါ့နော်ဒါပေမဲ့ခုနကပြောသူအရေးကြီးတာကတော့အရေးကြီးတာကတော့မှန်ကန်တဲ့ professional အနေနဲ့သူ့ကိုချိတ်ဆက်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုအရေးပေါ်ချိန်တွေမှာဆိုရင်တော့ချက်ချင်းပေါ့နော်သူပေးနာမှာကိုဖုန်းခေါ်လိုက်တာပဲဖြစ်ဖြစ်လူတယောက်ကိုဆက်သွယ်ပြီးတော့ဒါသူနဲ့ပြန်ကြည့်ချိတ်ဆက်ပေးရမျိုးတွေလုပ်ပေးတင်တယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအမဟုတ်ကိုယ်တိုင်အဲ့လိုမျိုးကြုံတွေ့နေရဆိုရင်ရောမဘယ်လိုမျိုးဟုတ်ဘယ်လိုမျိုးကင်တွယ်ဖြေရှင်းရမလဲမသိဘူးเนาะဟုတ်ဟုတ်ကဲ့ဟုတ်ကိုယ်တိုင်ကအဲ့လောက်ထိပင်ပန်းနေပြီစိတ်ပင်ပန်းနေပြီဆိုတဲ့အနေအထားရောက်နေပြီဆိုလို့ရှိရင်တော့ပေါ့နော်ဆိုတော့ကိုယ့်ရဲ့အခုအချိန်မှာပေါ့နော်ကိုပြန်ကြည့်လိုက်ရင်ပေါ့နော်ဒီလွန်ပြီးခဲ့တဲ့တစ်ပတ်လောက်အတွင်းပေါ့နော်ဘယ်လောက်ထိဒီကိုယ့်ရဲ့အချိန်တွေမှာပေါ့နော်ဥပမာဖြင့်24နာရီမှာနိုင်20လောက်ကတက်တေကိုအထိတွေးနေမိတာလားဒါမျိုးတွေပေါ့နော်အဲ့လိုကိုနည်းနည်းတော့ပြန်လဲဆန်းစစ်ဖို့လိုလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးအခြေအနေအဲ့လောက်ထိစိတ်ပင်ပန်းနေတဲ့အချိန်မှာကိုပြန်လဲဆန်းစစ်ဖို့ကတအားခက်တယ်ပေါ့နော်တအားခက်တယ်ဆိုတော့ဖြစ်တဲ့အတွက်ကြောင့်တယောက်ယောက်နဲ့တော့အရင်ဆုံးစကားပြောတင်တယ်ပေါ့နော်ကိုယုံကြည်စိတ်ချရတဲ့သူတယောက်ယောက်ကိုရှာပါပေါ့နော်ရှာပြီးရင်အဲ့လူကခံစားရသမျှအကုန်လုံးဖွင့်ပြောထုတ်လိုက်ပါပေါ့နော်ဆိုတော့အဲ့လူကကိုယ့်ဘောကိုဝေဖန်မှုတွေမပြုလုပ်ဘူးကိုယ့်ဘောကိုအပြစ်တင်မှုတွေမပြုလုပ်ဖ ೇನೆ နားထောင်ပြီးတော့တကယ်ကူညီပေးမဲ့လူတော့ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုလူမျိုးကိုမှမရှိဘူးဆိုလို့ရှိရင်တော့ဒီအခုစိတ်ကျန်းမာရေးpage တွေရှိပါတယ်ပေါ့နော် online မှာမတို့ mental health page လည်းရှိရဲတခြားစိတ်ကျန်းမာရေးကူညီပေးနေတဲ့ organization တွေလည်းရှိရပေါ့နော်အဲ့ဒီ organization တွေမှာချက်ချင်းသွားပြီးတော့ဆက်သွယ်ပါချက်ချင်းသွားပြီးတော့အကူအညီယူပါသူတို့ကိုဘာလုပ်ရမလဲဆိုတာအကြံဉာဏ်တောင်းပါပေါ့နော်အဲ့ဒီအချိန်တွေကကြတော့အဲ့လိုသူများကိုထုတ်ဖော်ပြောပြမှအဆင်ပြေမဲ့အခြေအနေပါပေါ့နော်ပြီးတော့တဖြည်းဖြည်းနဲ့တော့ပြန်လဲတိဆောက်တဲ့နေရာမှာတော့ကိုယ့်အားကိုပြီးတိဆောက်လို့ရတယ်ဒါပေမဲ့နားလို့အရေးပေါ်အခြေအနေမှာဆိုရင်တော့သူအနည်းဆုံးလူတစ်ယောက်ယောက်ကိုထုတ်ဖော်ပြော professional တစ်ယောက်ယောက်နဲ့ပြောဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအမဟုတ်အခုလိုမျိုး sharing လုပ်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်အမဟုတ်ဆိုတော့ကျွန်တော်နောက်တစ်ခုလေးမေးကြည့်ချင်တာကကြတော့ဒါကတော့ကျွန်တော်နေ့စဉ်ဘဝမှာပေါ့နော်ဟိုဒါစိတ်ညစ်စရာတွေလည်းရှိရယ်စိတ်ပျော်ရွှင်စရာတွေလည်းရှိရယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးစိတ်ညစ်စရာတွေစိတ်ဖိစီးမှုတွေကြုံနေ့စဉ်နဲ့အမျှကြုံနေရတယ်ပေါ့နော်ဟုတ်ဆိုတော့ဒီလိုမျိုးနေ့စဉ်နဲ့အမျှကြုံနေရတဲ့စိတ်ဖိစီးမှုတွေကိုကျွန်တော်တို့ဒါရင်ဆိုင်နိုင်မဲ့ပေါ့နော်ဒီလိုမျိုးနေ့စဉ်လုပ်လို့ရမဲ့လေ့ကျင့်ခန်းပေါ့ပါလေ့ကျင့်ခန်းတွေရှိရယ်ဆိုရင်လည်းဟုတ်တစ်ချက်လောက်မျှဝေပေးပါအောင်အမဟုတ်ကဲ့ဟုတ်ဆိုတော့အန်ဒီ self care ပေါ့နော်ကိုယ်တိုင်ကိုဂရုစိုက်တဲ့ self care ကတော့ပေါ့နော်စိတ်ဖိစီးနေမှာမဟုတ်ဘဲနဲ့ပုံမှန်နေ့စဉ်ဘဝမှာပြုလုပ်တဲ့ဟာလေးရှိရပေါ့နော် self care ကကြတော့အမျိုးအစားအမျိုးမျိုးရှိရပေါ့နော်personal self care ရှိရ professional self care ရှိရ spiritual emotional psychological physical ဆိုပြီး6မျိုးရှိရပေါ့နော်အဲ6မျိုးမှာကိုယ်အနေနဲ့ပေါ့နော်အနည်းဆုံးတော့ကိုလုံးနိုင်တဲ့ဟာလေးတွေကိုတစ်ခုနှစ်ခုလောက်အနည်းဆုံးတစ်နေ့ကိုလုပ်ပေးဖို့အရေးကြီးရပေါ့နော်ဆိုတော့ဥပမာအဖြစ်ဆိုရင်ခန္ဓာကိုယ်လှုပ်ရှားမှုဖြစ်တဲ့ physical self care ပေါ့နော် physical self care ကိုတော့ကိုကအရေးဝအိတ်တာမျိုးတွေအဲ့ချိန်ပေါ့နော်အနည်းဆုံးတော့တစ်နေ့ကို8နာရီလောက်ပြည့်အောင်အိတ်တာမျိုးတွေဒါမျိုးတွေလုပ်ပေးတင်တယ်ပေါ့နော်ပြီးရင်အစားကိုအချိန်မှန်မစားနိုင်ဘူးဆိုရင်တော့မှာပဲပေါ့နော်တစ်နေ့တာအတွက်အစားတောက်တဲ့ဟာမှာကိုခရူးဆိုင်ပြီး self care လုပ်ပေးဖို့လိုအပ်တယ်ပြီးလို့ရှိရင်ကိုယ်လက်လှုပ်ရှားမှုဖြစ်တဲ့လေ့ကျင့်ခန်းတစ်ခုကိုပေါ့နော်နေ့တိုင်းမဟုတ်ရင်တော့မှတစ်ပတ်မှာ3-4ချိန်လောက်တော့အနည်းဆုံးလုပ်ပေးနိုင်ကောင်းတယ်ပေါ့နော်အဲ့ဒီကိုယ်လက်လှုပ်ရှားမှုလုပ်လို့ရှိရင်လူတွေကပို့ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာကျန်းမာရယ်ပေါ့နော်ဆိုတော့အဲ့ဒါကတော့သူတေသနာရေးရတွေ့ရှိထားတဲ့အတွက်ဖြစ်တဲ့ကြောင့်မလို့ပေါ့နော်ပြီးတော့တခြား self care တွေအမျိုးမျိုးနေစဉ်လုပ်လို့ရလေရှိရပေါ့ဒါပေမဲ့လူတွေကပေါ့နော်အဲ့လိုတခြားဘလို့အချိန်တွေမှာပို့ပြီးတော့စိတ်သက်ကြတယ်လဲဆိုလို့ရှိရင်ဟို
သူများတွေနဲ့ပေါ့နော်ဆက်သွယ်မှုမရှိဘူးကိုတယောက်တည်းဖြစ်နေရလို့ခံစားရတဲ့ခါမှာပိုပြီးစိတ်တက်ကြတတ်တယ်ပေါ့နော်ဆိုတော့အဲ့တော့တနေ့ကိုအနည်းဆုံးတော့ကိုတည်ကိုအတွက်ပေါ့နော်ကောင်းမွန်တဲ့လူတွေပေါ့နော်ကိုအတွက်ဟိုအကူအညီဖြစ်စေတဲ့လူတွေနဲ့စကားပြောပေးဖို့အနည်းဆုံးတော့လိုအပ်တယ်ပေါ့နော်ဆိုတော့တချို့လူတွေကကြာ introvert တွေရှိရပေါ့နော်တယောက်တည်းနေချင်တဲ့လူတွေရှိတယ်ဒါပေမဲ့တယောက်တည်းနေချင်တဲ့လူတွေတောင်မှပဲပေါ့နော်သူများတွေနဲ့စကားပြောချင်တဲ့အချိန်ဆိုတာရှိရပေါ့နော်ဆိုတော့အဲ့တော့သူတို့ဘာသူတို့သတိမထားမိတာပဲရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့စကားပြောချင်လာပြီဆိုလို့ရှိရင်စကားပြောနိုင်မဲ့သူရှားပါပေါ့နော်ကိုရဲ့အခုချိန်မှာကို relationship တွေအဆင်မပြေလို့ဆိုရင်တော့မှပဲခုနကပြောသလိုစိတ်ကျန်းမာရေးကူညီပေးနေတဲ့ဖွဲ့စည်းတွေရှိရဲအဲ့မှာစကားတော့ပြောပါပေါ့နော်ဆိုတော့အဲ့ဒါလေးကနေ့တိုင်းလုပ်တဲ့အထက်မှာလုပ်တဲ့ဟာလေးပေါ့ကိုခံစားရတဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်နိုင်မဲ့ activity လေးတွေလည်းနေ့တိုင်းလုပ်ပေးလို့ရတယ်စာနဲ့ရေးလိုက်တာပဲဖြစ်ဖြစ်ဖုန်းပြောလိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရှင်ကိုတနေ့ရမှာချပြလိုက်တဲ့ဟာမျိုးလေးပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအမဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဆိုတော့ဒါဆိုရင်ဒါနောက်ဆုံးအနေနဲ့ပေါ့နော်အမအနေနဲ့ဒါအဝေးအိမ်ဆိုတဲ့အတိုင်းပဲပေါ့နော်အဝေးမှာကျွန်တော်အိမ်ရဲ့အဝေးမှာရှိနေတဲ့ဒါထိုင်းနိုင်ငံမှာရှိနေတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်ပေါ့နော်ဟုတ်ဒါဒီစိတ်ချမ်းသာရေးနဲ့ပတ်သက်ပြီးတော့မှဒါအမမှာချင်တဲ့အကြောင်းအရာလေးရှိနေပြပြပေးပါအောင်ဟုတ်ကဲ့ဟုတ်ဆိုတော့လေထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေ့ပြောင်းလုပ်သမားတွေအနေနဲ့ကလေဆိုတော့မှာကျင်တာလေးကတော့ပေါ့နော်အနည်းဆုံးတနေ့ပေါ့နော်အဲ့လိုပင်ပန်းခက်ခဲလာတဲ့အခါမှာဆိုလို့ရှိရင်ကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတာကိုသတိရလိုက်ပါပေါ့နော်ဆိုတော့ထိုင်းမှာရောက်နေတဲ့မြန်မာတွေအတွက်မြန်မာတခြားမြန်မာတွေလည်းရှိပါတယ်ပြီးရင်တကယ်လည်းကိုညီပေးရှင်တဲ့သူတွေရှိပါတယ်ပေါ့နော်ဆိုတော့ကိုယ်တယောက်တည်းဖြစ်တယ်လို့အမြင်ခံစားနေရတဲ့ချိန်ကြလို့ရှိရင်ကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတာသတိပြုပေးပါအမားတို့ဒီ mental health မှာဆိုလို့ရှိရင်လည်းထိုင်းမှာရောက်နေတဲ့သူတွေအတွက်ပေါ့နော်ဆွေးနွေးပွဲလေးအရင်နှစ်ပတ်တစ်ခါပြုလုပ်ပေးနေရလေးရှိရပေါ့နော်ဆိုတော့စကားပြောဖို့ပေါ့နော်အတူတူပေါင်းပြီးတော့စကားပြောကြဖို့ရင်ဖွင့်ကြဖို့ဆိုပြီးတော့ emotional support session လေးလည်းလုပ်ပေးနေရလေးရှိရဆိုတော့လေအဲ့လိုဟာမျိုးလေးဝင် join မှာပေါ့နော်ပြီးလို့ရှိရင်ကိုအမြဲတမ်းခုနကပြောလို့အမအချိန်မှပြောခဲ့သလိုပဲလက္ခဏာတွေဖြစ်လာပြီဆိုလို့ရှိရင်အကူအညီတောင်းဖို့မမေ့ပါနဲ့ပေါ့နော်အကူအညီလိုတဲ့အချိန်မှာငါတယောက်ပဲဒါကိုကြိတ်ပြီးဖြေရှင်းရမယ်ဆိုပြီးတော့မလုပ်ပါနဲ့ပေါ့နော်အဲ့ဒါလေးမှချင်ပါတယ်ဟုတ်ကဲပါအမအခုလိုမျိုးဒါအများကြီးပြောပြသွားပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီ podcast ကိုဒါကြည့်နေတဲ့သူတွေအနေနဲ့ပေါ့နော်အဲ့လိုစီချမ်းမရေးနဲ့ပတ်သက်ပြီးတော့မှကိုယ်မှမေးချင်တဲ့မေးခွန်းတွေဒါမှမဟုတ်လည်းရင်ဖွင့်တိုင်ပင်ချင်တဲ့အခါရရှိတယ်ဆိုရင်ဒါအခုဒါမှရင်ချင်းတက်ရှိလုပ်နေရပေါ့နော် mental health မှာ mental health ရဲ့ Facebook page မှာလည်းတွားပြီးတော့မှမေးမြန်းနိုင်ပါတယ်ကျွန်တော်ဒီ podcast လေးကိုဒါအဆုံးထိကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နားထောင်ပေးတဲ့သူတွေရောဒီစပိုင်းကြောကပေါ့နော်မောင်လေးရောကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်